အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့10ရက်17လ2025တနင်္လာနေ့ကျွန်တော်ရဲ့ Daniel's Plan of D4 လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်ဗာကြောင်းရလေးမျှဝေပေးခြင်းလဲဆိုတော့ဈေးဝယ်ရင်းနဲ့ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်လေးကိုပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ကျွန်တော်ဒါဘောက်ဆင်လေးချင်းနေရာမှာစီးဖို့အတွက်ဖနက်ဝယ်ဖို့ဆိုပြီးတော့ကျွန်တော်အားကစားပစ္စည်းရောင်းတဲ့ဆိုင်တစ်ဆိုင်လေးကိုဝင်သွားခဲ့ပါတယ်အရှိမဝယ်နေတဲ့လူ2ယောက်ရှိနေတဲ့အတွက်သူတို့ပြောပြီးဆိုပြီးရောင်းပြီးချပြီးပြန်ထွက်သွားတဲ့အထိစောင့်ပြီးမှဆိုင်ရှင်ကိုကျွန်တော်ကဥယျာဉ်ကျွန်တော်ကိုဘောက်ဆင်လေးချင်းတဲ့နေရာမှာစီးဖို့အတွက်ဖနက်လေး100လောက်ရောင်းပေးပါလို့ပြောလိုက်တော့သူကတင်ပလင်ချိတ်ထိုင်နေရင်းကနေပြီးတော့ကိုရှိမှာတဲ့ဖနက်တွေအများကြီးရှိတယ်တဲ့ခမကြိုက်တဲ့ဟာယူသွားတဲ့ဒါနဲ့ကျွန်တော်လဲသူပြောတဲ့ကောင်တာထဲမှာဖနက်တွေသွားကြည့်လိုက်တယ်ပေါ့ဖနက်ကအသားစီးနေကြဖနက်မျိုးတော့ရှိတယ်ရှိနေတယ်ပေါ့ဒါပေမဲ့ကျွန်တော်ယူကြည့်ဖို့ရာကောင်တာကလည်းဗီဒီယိုသဘောမျိုးအထဲမှာအနောက်ကနေဖွင့်ပေးမှပဲယူပေးမှပြပေးမှကြည့်လို့ရတဲ့အနေထားအဲ့ဒါကိုကျွန်တော်ကြည့်နေတဲ့အတွေ့တစ်ခုဝင်လာတယ်ကျွန်တော်ဒီဆိုင်ကိုဝင်လာတဲ့အချိန်မှာဒီဆိုင်ရှင်က recommend ပေးတဲ့အနက်ကိုပဲကျွန်တော်ဝယ်မယ်ဆိုတဲ့စိတ်ကူးနဲ့ဝင်လာတာပေါ့ဒါပေမဲ့တကယ်တမ်းကြုံတွေ့လာတာကသူကတော့ပေါ့ဘာပဲပြောလိုက်တာပါတကယ်တော့ဆိုင်ရည်ရွယ်ချက်ရှိပုံလည်းမရပါဘူးအဲ့လိုလဲဒါကြောင့်အဲ့ချိန်မှာကျွန်တော်မဝယ်ခြင်းတော့ပေါ့နော်ဝယ်ခြင်းနဲ့စိတ်မရှိတော့အဲ့ဒါနဲ့ကျွန်တော်လည်းပြန်ထွက်လာလိုက်တယ်ကျွန်တော်ပြန်ထွက်လာမှသူကဘယ်လိုဖြစ်လဲပါလဲမသိဘူးလားပေါ့နော်အဲ့လိုမျိုးလှမ်းမိတယ်ကျွန်တော်လည်းလက်မကြည့်လိုက်တော့ဘူးအဲ့ဒါမျိုးအနေထားလေးကြုံလို့ပြန်ပြီးမျှဝေလိုက်တာပေါ့ကိုကလည်းဈေးရောက်နေတဲ့လူတယောက်ဆိုတော့ကိုယ့်ရဲ့ဝယ်သူတွေကိုဘယ်လိုဆက်ဆံရမလဲဆိုတဲ့အပေါ်နီးလေးရလိုက်တယ်ပဲပြောရမှာပေါ့ဆိုင်ရှင်ကိုကျေးဇူးတင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်D5 မှာပြန်လဲဆုံတွေ့ကြမယ်ဗျ